ဆိုင်းရီမိုးကိုလူသိရှင်ကြားလှောင်ပြောင်မိတာကြောင့်ပြန်လည်တောင်းပန်လိုက်ရတဲ့မန္တလေးကရွှေဆိုင်အားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သူများရှင်ဆိုရှယ်မီဒီယာခေတ်ကြီးမှာစီးပွားရေးလုပ်ငန်းတိုင်းအတွက်လူစိတ်ဝင်စားမှုရရှိရေးကိုစ조사နေကြပေမဲ့ရွှေဆိုင်တစ်ဆိုင်ကတော့မြန်မာစစ်တပ်ပင်လောကကိုပြန်လည်အသက်သွင်းပေးနေတဲ့ဆိုင်းရီမိုးကိုလှောင်ပြောင်ပြီးတော့လူသိများအောင်စ조사ခဲ့တာပါဆိုင်းရီမိုးကကိုပိုင်အနုပညာရေးသွေးရှိပြီးပွဲရည်ဇက်တိုက်ကပြဖျော်ပြနေရပါတယ်ခေပေါ့အနုပညာရှင်တွေနေပါယူမမှုအားပေးတဲ့အမာခံပရိသတ်တွေကိုပိုင်ဆိုင်ထားတဲ့ဆိုင်းရီမိုးကိုစကားပြောတက်ကစားကလေးတွေကအစာသိကြတာပါဆိုင်းရီမိုးရဲ့ဇက်ပွဲကိုပြည်ရင်းပြည်ပကအားပေးကြတဲ့အပြင်နိုင်ငံခြားကသတင်းတွေမှာလည်းရန်ဖန်ရန်ကဖော်ပြကြတဲ့အထိအောင်မြင်နေသူဖြစ်ပါတယ်ဆိုင်းရီမိုးနဲ့ခေပြိုင်မင်းသားဖြစ်တဲ့အောင်စပူကလည်းအားပေးသူတွေရှိပြီးနာမည်ကြီးမင်းသားနှစ်လက်ရှိလာတဲ့အခါမှာတော့ပရိသတ်တွေကြားထဲမှာအားပြိုင်မှုတွေကအများအားရှိနေတတ်ပါတယ်မင်းသားနှစ်လက်ကိုရှင်ပြိုင်ရင်းနဲ့ရန်ပွဲတွေဖြစ်လေရှိပေမဲ့ဒီအားပြိုင်မှုကိုရွှေဆိုင်တစ်ဆိုင်ကအမျက်ထုတ်ခဲ့တာကြောင့်ဆိုင်းရီမိုးရဲ့ပရိသတ်တွေကတော့တိမခံနိုင်ခဲ့တာပါမန္တလေးကနာမည်ကြီးရွှေဆိုင်တစ်ဆိုင်ကဗီဒီယိုတစ်ပုဒ်တင်ခဲ့ပြီးတော့ဗီဒီယိုထဲမှာရွှေဆိုင်ကဝန်ထမ်းတွေကိုမင်းသားဆိုင်းရီမိုးရဲ့ဓာတ်ပုံကိုပြကဒါဘသူလဲလို့လိုက်လံမေးမြန်းတဲ့ပုံစံမျိုးဖန်တီးထားပါတယ်မိကိုအမေးခံရတဲ့ဝန်ထမ်းတွေအားလုံးကလည်းဘသူမှလုံးဝမသိဘူးဆိုပြီးဆိုင်းရီမိုးကိုဘသူမှမသိတဲ့လူတစ်ယောက်လိုလှုပ်ပြသွားခဲ့တာပါပွဲတွေဇက်တိုက်ကပြနေရကပြည်ရင်းပြည်ပမှာအဖေးသူအခိုင်မာရှိနေတဲ့မင်းသားကိုဘသူမှမသိဘူးလို့တမင်တကာဝိုင်းဝန်းပြောဆိုစီအောင်ဖန်တီးထားခဲ့တာပါရွှေဆိုင်ပိုင်ရှင်ကိုရိုင်းကပြိုင်ဘက်မင်းသားအောင်စပူကိုအားပေးတာဖြစ်တဲ့အပြင်အောင်စပူကိုလက်ဆောင်ပေးမဲ့ရွှေတဲ့တစ်ခုကိုလည်းသူတို့ဆိုင်မှာအပ်ခဲ့ပူပါတယ်သူတို့ဆိုင်မှာရွှေတဲ့အဖူးတဲ့မင်းသားကိုတော့သိပြီးရွှေတဲ့အဖူးတဲ့မင်းသားကိုတော့မသိဘူးဆိုတဲ့ပုံစံလုပ်သွားခဲ့တာပါအေးအေးဆေးဆေးနေတတ်တဲ့ဆိုင်းရီမိုးကိုတစ်ဖက်သက်အသုံးချသွားခဲ့ကောင်လုပ်ငန်းကိုလူသိအောင်ကြော်ညာသွားတဲ့အပြင်လူမသိတဲ့မင်းသားအဖြစ်ပါလှောင်ပြောင်သွားခဲ့တာပါအခြားသောရွှေဆိုင်တွေကသူတို့ဆိုင်ကိုလူသိများအောင်လို့ကြော်ညာရီဖန်တီးပေမဲ့ဒီရွှေဆိုင်ကတော့ဆိုင်းရီမိုးကိုအသုံးချသွားခဲ့ပါတယ်ဒီဗီဒီယိုထွက်ပေါ်လာပြီးမကြာခင်မှာပဲဆိုင်းရီမိုးကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေကတော့တိမခံနိုင်ခဲ့ကြဘူးရှင်နောက်ဆုံးမှာတော့လူအများရဲ့ဝေဖန်မှုတန်ကိုမခံနိုင်တော့တဲ့အတွက်ရွှေဆိုင်ဘက်ကလှောင်ပြောင်ထားတဲ့ဗီဒီယိုကိုအမြန်ဖြုတ်ချခဲ့ရပါတယ်အဲဒီနောက်မှာတော့ဆိုင်းရီမိုးကိုတောင်းပန်ကြောင်းကိုပါတင်ခဲ့ရတာပါရှင်ဗီဒီယိုကိုဖန်တီးတာကဘသူ့ကိုမှထိခိုက်စေလိုကြောင်းမပါဝင်ပေမဲ့ဆိုင်းရီမိုးရဲ့ပုံကိုပြပြီးမှကြော်ညာခဲ့တာကြောင့်ညင်းလို့မရခဲ့တာပါစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ခြင်းနဲ့ဆိုရင်အရေးသွေးနဲ့ဝန်ဆောင်မှုကိုသာအဓိကထားကြော်ညာသင့်ပြီးသူတစ်ပါးအမှုပညာရှင်ရဲ့ဂုဏ်သိက္ခာကိုချနှင်းခဲ့တာကြောင့်အခြားသောရွှေဆိုင်တွေအတွက်ပါသင်ခန်းစာဖြစ်သွားစေပါတယ်ဆိုင်းရီမိုးကဒီခေတ်မင်းသားတွေထဲမှာအမှုပညာအရေးသွေးပြည့်ဝတယ်လို့ချီးကျူးခံထားရကသူ့ရဲ့အရေးသွေးတွေကိုလည်းအများနဲ့ထက်မြက်နေအောင်ဖြည့်ထားတတ်ပါတယ်ဆိုင်ရှင်ကတစ်ဖက်မင်းသားကိုအားပေးပြီးဆိုင်းရီမိုးကိုမကြိုက်တာကြောင့်ဒီလိုနည်းနဲ့ကြော်ညာတာကိုတော့ဘယ်သူမှလက်မခံခဲ့ကြပါဘူးဆိုင်နာမည်ကိုသာလူသိကြပေမဲ့လည်းကောင်းသောလူသိများခြင်းမျိုးမဟုတ်တဲ့အပြင်ပြန်လည်တောင်းပန်လိုက်ရတာပဲရှိသွားခဲ့တာပါဆိုင်းရီမိုးကိုပြန်လည်တောင်းပန်လိုက်ရတဲ့ရွှေဆိုင်ရဲ့လုပ်ရက်ပေါ်ပရိသတ်တို့ရောဘလို့ထင်မြင်မိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ